တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနောထာမင်းရဲ့ခေါင်းဆောင်မှုဒါလည်းသာအုပ်ထွက်တယ်ဆရာကြော်လိုင်းရေးတယ်ဘယင်းတော်ရဲ့ခေါင်းဆောင်မှုအလောင်းမတရားရဲ့ခေါင်းဆောင်မှုတော့အုပ်ထွက်တယ်အဲ့ဒီခေါင်းဆောင်မှုတွေဒီကိုလေ့လာတဲ့အခါအနောထာရဲ့ခေါင်းဆောင်မှုကြိုက်တယ်ဒါနာတော့ရောနိုင်ငံတွေရောကြိုက်တယ်ဒါပေမဲ့အနောထာမျိုးသက်တွေမကောင်းကျက်သစ်တာရပါသားလားသူသားလားအခုချိန်ဒီသမိုင်းမှာရေးရမသိဘူးရာသတမန်နဲ့ရတဲ့ကလေးလားသူနဲ့ရတဲ့ကလေးလားမသိဘူးနော်ထားလိုက်တော့မရှင်းလင်းဘူးဘယ်ရောက်သားပဲပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာဘာကောင်းလို့နောက်ထပ်နော်ဘယင်းတော်သားနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲစစ်ဘယင်းတော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ area အကျယ်ဆုံးဖြစ်သွားတယ်အခုထက်3-4သားလောက်ကြီးတယ်ဘယင်းတော် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာပြည်မြေပုံကြီး4000ယူလို့ပဲအကြီးပင်လယ်တွေရောဘာတွေရောရှစ်တောင်ရှာနိုင်ငံတွေဆိုအကုန်လုံးနီးပိုင်တရုတ်နိုင်ငံထဲမှာပြည်နယ်3ခုလောက်ပိုင်ဘင်္ဂလားဒေ့ရှ်အာသံမဏိပူရအိန္ဒိယအဲ့ဒါမြန်မာပိုင်နဲ့တည်းဒါပေမဲ့ဘယင်းတော်အမျှော်မြင်မရှိဘူးသူသားနန္ဒလက်ထက်ကျတော့တိုင်းပြည်ရပြတ်ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တည်ဆောက်လို့မရဘူးကျိုးလူငယ်တွေအများကြီးသိဖို့လို့စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တည်ဆောက်လို့မရဘူးနန္ဒလက်ထက်မှာတိုင်းပြည်ပြတ်သွားဘယင်းတော်သေးပြီးတော့ဘာမှမကြောက်တိုင်းပြည်ပြတ်အလောင်းမင်းတရားတပြည့်သူကြိုက်တယ်အလောင်းမင်းတရားရဲ့ခေါင်းဆောင်မှုကြိုက်သူသားလေးယောက်ဘယင်းဖြစ်တယ်ကုန်းပေါင်မင်းဆက်ဆက်ကုန်းပေါင်တပြည့်တို့ဘာကြောင့်ကုန်းပေါင်ခေါ်တာကဲပြောကြည့်ပါဦးကုန်းပေါင်ဘာကြောင့်ကုန်းပေါင်ခေါ်ကုန်းပေါင်ကိုရှင်ပြတို့ကြားဘူးလားကုန်းပေါင်ဆိုတဲ့စကားကုန်းပေါင်ကြီးကျော်တို့ကျွတ်ကျော်တို့ချိုးချင်းကျော်တို့ဟုတ်လားအဲ့ဒါမျိုးပြောလားကုန်းပေါင်ကိုဘယ်နေရာမှာတွေ့ဘူးတော့ဩရွှေဘိုးရဲ့နာမည်တစ်မျိုးပေါ့နော်ဟုတ်ပြီဒါလည်းမှန်တယ်ဗျာကုန်းပေါင်ကိုဘယ်နေရာမှာတွေ့ဘူးလဲရွှေဘိုနန်းကျွာကုန်းပေါင်ရေထဲကိုသွားတဲ့အခါတင်မောတွေပေါ်လှီတွေပေါ်တက်တဲ့အခါခုံးတက်တာဟုတ်ရဲ့လားဘာနဲ့တက်တာပြင်ချက်ကြီးတွေမထိုးဘူးလို့ပဲအဲ့ဒီပြင်ချက်ကြီးတွေကိုဘာလို့ခေါ်ကုန်းပေါင်လို့ခေါ်တယ်ပြက်သွားတဲ့လက်ကြတာကိုရင်မင်းသက်ကိုကုန်းပေါင်တို့ဆက်တဲ့အဓိပ္ပာယ်မို့လို့ကုန်းပေါင်မင်းဆက်လို့ခေါ်တယ်ပြက်သွားတဲ့မြန်မာမင်းသက်ဓမ္မရသလက်ထက်ကလေအခုမန္တလေးဖြစ်နေတာလေသိုးတယ်နေကင်းရောညကင်းရောအများနဲ့လူရက်တက်ဖြတ်နေတာအဲ့လိုပဲငါမင်းတို့ကိုယ်အိမ်ကိုဆောင်တော့ကွာကိုရက်ကွက်ကိုတာဝန်ကြငါတော့မနိုင်ဘူးဆိုပြီးလွတ်ချလိုက်တာဟိုဆိုးကြုံရွာသားအောင်စီရဘုံကြောင်သားအသက်25နှစ်ဝန်းကျင်ပဲရှိအဲ့ချိန်မှာ46ရာကိုစုပြီးတော့ထန်းလုံးခံတဲ့တောက်နောက်အဲ့ဒီကနေတိုးချဲတယ်10နှစ်အတွင်းတန်နိုင်ငံလုံးထိုင်းထီနော်တန်နိုင်ငံလုံးဟာအလောင်းမတရားကြီးရဲ့လက်ကိုရောက်သွားလူတွေအများကြီးမသေးဘူးကွန်မန်ဒိုတွေနဲ့တိုက်တာမင်းဘက်က10ယောက်ငါဘက်က10ယောက်ချအေးတို့တိုင်းနာချင်းချင်းပဲဒါပေမဲ့တက်တိချင်းရှင်းမယ်နိုင်ရင်မင်းနိုင်ရင်မင်းအောက်ကိုငါလက်ခံငါဝင်မယ်ငါသစ္စာခံငါနိုင်ငါအောက်ကိုလက်သက်သစ္စာခံချိုးခိုးမတိုက်ဘူးပြောင်းမယ်အလောင်းမတရားကြီးရဲ့တက္ကသိုလ်